အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ stay ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြင်းတာနဲ့ကျွန်တော် classic ကိုတရားလို့ဆောင်းမယ်ပေါ့နော်အမှပွဲတဲ့ဝင်မှာတော့ကျွန်တော်ဘာကိုင်းမှမသိဖြစ်နေချိန်မှာကျွန်တော်ဟာလေးကိုင်းလိုက်ပါတယ်ကျွန်တော်ဟာလေးနဲ့ဆောင်းပါတော့ဟာလေးကို hyper မဆော့ဘဲနဲ့ mid lane ဆောင်းမယ်ပေါ့နော်အမှဟန်ဆိုကသူများဘက်ကိုသွားနှောက်တယ်သွားနှောက်တော့သူပြန်တေသွားတယ်ပေါ့နော်နောက်တော့ဟိုဘက်ချမ်းမှာပါလာတာ hyper 2ကောင် hyper 2ကောင်ဆိုတော့ကျွန်တော်တို့ဘက်က saber ကဒီ blue ကစားပြီးတော့ red back ကိုစားတယ်အဲ့ချိန်မှာဆိုယူကလည်းဗမ်းမရောက်ဆိုတော့ red back ကိုသွားစားမှာပဲအဲ့ချိန်မှာကျွန်တော်က copy တော့ကိုဖြတ်စားလိုက်တယ် copy တော့ဖြတ်စားလိုက်တော့ဟိုဘက်ချမ်း hyper က frame ကလာစားတော့ copy တော့မရှိတော့ဘူး copy တော့ကျွန်တော်စီရောက်သွားပြီအဲ့မှာကျွန်တော် sub fan တယ်ကျွန်တော် ultimate ရောက်အရင် fan ပါတယ်စလီနာမြင်လိုက်တယ်စလီနာမြင်တော့လိုက်ချတယ်စလီနာတော်ဖြစ်နေတာတော့ဖြစ်နေမီတွေ့မယ်ငါအတီမရမှာမင်းနဲ့ငါနဲ့တဖန်ပြန်တွေ့ဟုတ်လားလိုက်ချတယ်သူတအားကြီးတက်အမဲရှောင်းလိုက်တာမထီဘူးမင်းနဲ့ငါအတီမရမှာတွေ့မယ်နာလာမေကောင်းလေးကတော်ဖြစ်နေတာကျွန်တော်ဟာလေးကိုlevel 4ရောက်အရင် fan တယ် level 4ရောက် fan ရင်မှာကျွန်တော် battle ဝင်တာများတယ်ဗျာမ level 4ရသွားပြီစလီနာမင်းနဲ့ငါနဲ့တွေ့ပြီစလီနာရေဝင်ရတာဒါတတလီမကျအော်112ဝါဘိုင်လုံးတီးလို့ကွာကောင်းလေးရဟိုမှာလဲစောကုန်ပြီမလုပ်ပါနဲ့စောကုန်ပြီဘယ်တဲ့ဆိုင်နေပြီတတဲ့နားမှာစိတ်နဲ့မပြန်သေးလားမသိချက်ရှိုးဟာပြန်သွားပြီဟာနောက်ကျသွားပြီကွာနောက်ကျသွားတာတေးပေးရတော့မလားကောင်းလေးတာတေးပေးရတော့မလားဟာရောင်ဟန်ဆိုကပတ်ကြီးသွားနှောက်ဖက်ဒရင်းကလည်းတာတေးစားနေစီပါဘာလို့မှလဲစီပါတာတေးပေးလိုက်တော့မလားပေးလိုက်ပြီမရပါလားအားရောင်မရဘူးခရှော့ဒါတွေတော့မရဘူးဟာလားဟီရိုဂီရောပြန်ဆော်ပေးလိုက်ပြီအဲ့ချိန်မှာစလီနာအနောက်ကောင်းလေးလာချင်လားကောင်းလေးဆုတ်ပေးလိုက်မလွန်သူပန်းကွေကောင်းလေးဖလင်ကလည်းမှားကုန်ပြီဘတ်တော့မချနဲ့တော့အမလေးဟဲ့တီးသွားလိမ့်မယ်မိုင်းနာလည်းမရှိတော့အိမ်ပြန်လည်းပဲကောင်းပါအိမ်မပြန်လိုက်မလားအေးဟုတ်တယ်အိမ်မပြန်လိုက်တာကောင်းပါလေအိမ်ပြန်တာအကောင်းဆုံးတွေ့မှာလားမတွေ့ဘူးတော်သေးတယ်ပေါ့အဲ့အချိန်မှာ Brody ကတအားရော့နေလို့သတင်းရနေ Brody လိုက်ချနေတာမော်စကိုသူတအားဖြစ်အားရောင်ရေးတယ်မှာဘတ်လာနောက်နေတယ်လို့ဆရာသမားဘယ်မရပါဘူးကွာဟောင်ကြီး operator ကမိတော့သေတော့မလို့ကွာတက်တလီမဂျစ်ဆိုပြလိုက်အမကောင်းလေးလွန်သူပန်းကိုနဲ့တေးလိုက်တော့တတ်တာ Brody မရှိမသွားတော့ဘူးအဲ့တော့အာဒီမမရှိတော့တာဟုတ်လားစလီနာတော်သေးတာပေါ့ဟောင်ကြီးရှောင်းကျွမ်းနေလို့နော်လက်တွေတအားမြန်နေလို့ဘရိုဒီဖရန်ကိုရှိလားရှိတယ်ဟောင်ကြီးဖရန်ကိုရှိတယ်တော်သေးတယ်ပေါ့အကောင်အဲ့ဒါကြောင့်ဘရိုဒီရသေးတယ်မလားခြုံလေးနဲ့ကာတိုလေးရောက်လာတာဟောင်ကွာတီ what the fuck ဟောင်ဆွဲတော့ဟုတ်တယ်ပြူပြန်ချောသွားပြီကောင်းလိုက်တဲ့ဘရိုဒီပါဗျာဖလေကိုင်းနဲ့ခုံဝင်လာတယ်လားတဲ့ကျေးဇူးတင်ပါတယ်တဲ့โอเคဘာလို့မှလဲဘာဆက်လုပ်မှလဲချက်ရှိုးမယ်ဟောင်စလီနာမစ်လေမှာတွေ့လိုက်တယ်ဖရန်ကိုကြီးကျေးဇူးတင်ပါတယ်လို့ဟောင်ကြီးဘာလုပ်မှလဲဟောင်ကြီးလာမှာလားအလေချုံနေဝင်နေဟုတ်ပြီဖရန်ကိုကြီးမလုပ်သေးဘူးဖရန်ကိုတော့ထောက်စလီနာလေးတွေ့လိုက်စွတ်ပေးလိုက်တော့ကောင်းလေးတေးလားဟာရောမတေးပါဘူးတွေးပြန်တက်သွားတော့ကွာအကောင်ပြန်နေလိုက်ချမလားလိုက်ချလို့ရတော့တော်သေးတယ်ဟာငါရဲ့တက်ကျွမ်းတယ်โอเคအမမတ်ကိုကြည့်လိုက်တော့စေပါ red bug ကိုစောင့်နေတယ်ဒီကောင်မစားဘဲနဲ့စောင့်ဘာလို့စောင့်နေလဲပေါ့ဒီစောင့်နေဟာရောင်ဆိုယူထွက်လာတော့ပိုင်းပေးလိုက်ပြီတစ်ချက်ပဲဟိုင်းအောင်သေးလားသေးတယ်တော်သေးတာပေါ့ကောင်းဟိုဘက်ကောင်းနေတယ်စလီနာယောခရီးခံနေပါတယ်လို့စကေးဝမ်းပြတာခရီးခံနေတယ်ကျေးဇူးတင်ပါတယ်မသိပါဘူးကွာဆရာကွာအဲ့ဒါဘာဆက်လုပ်လဲဆို
လိမ့်လေးပဲရှင်းလိုက်ပါတယ်စလီနာထိပါကြီးဟာကျွန်တော်မသိပါဘူးအမှတော့အဲ့ဒါကျွန်တော်သိရအမဟုတ်ကျွန်တော် record ထောက်ပြီးအိမ်မပြန်ခြင်းလို့ဝင်းစောင်းနေကောင်းစောင်းနေဆိုပြီးလိုက်အမလွန်သူပန်းကိုဆွပြီးလိုက်တေးလားဟာတေးပါထားလိုက်တော့အိုးဒါပဲကြေးရပါတယ်ဖရန်ကိုပါဆယ်နော်အကောင်ပါဆယ်အကောင်အရှိရထမင်းတော့ပဲမြင်တာဝရင်တော့မမြင်ဘူးလိုက်ဆောအကောင်လိုက်ချအမဲသူကဆွဲကျင်သေးတာရှော့ဟောင်းရောင် record ထောက်နေပြီမလုံးနဲ့နော်ငါတို့ record ထောက်ပြီးရှုံးသွားတဲ့ပွဲတွေအများကြီးရှိတယ်နော်ဘလို့ဒီကောင်းလေးဘာလုပ်ချင်တယ်လဲကောင်းလေးဟောလာတယ်ကလာရှိဘေးနာကိုကောင်ယူကစင်တော့ဆွဲတယ်ကလာအကောင်တော်ကြိုက်နေမသိစောင်းနေဟုတ်တယ်မှန်တယ်မဆမန်အများစုကကျွန်တော်လည်းအရင်တော့မဆမန်ကင်လို့ရှိရင်ဒီလိမ့်လာရှင်းတယ်ဗောနော်ပတဲတခြားနေရာဆိုင်လို့ရှိရင်လိမ့်လာရှင်းတတ်တယ်ဒီခရီးလာစားတတ်တယ်သူကဖန်ရတယ်ကွာအဲကြောင့်ကျွန်တော်ထင်းတိုင်းပဲလာတယ်ရောဆွတ်ပေးလိုက်အမှလွမ်းသူပန်းကိုတေးလာဟာရောကလာငါကစင်ဆွဲလိုက်ပြီသွားပြီဖလက်ကမရလို့တာကြီးရှော့ကျွန်တော်နောက်ပိုင်းအဲ့လို record မထောက်ဘဲနဲ့အင်ပြန်ကြီးကိုရှာတွေ့ခဲ့တာဗောနော်တာတကီးနေစေးပါရီကူလောင်းနေတယ်ဟဲ့ဟန်ဆိုဝင်ချသွားပြီချနေပြီကြောင်မော်စကောနဲ့ဟန်ဆိုနဲ့နှာကောင်ဖက်ဒရယ်အနိုင်ကျင့်နေဆိုရှိလားစော်ပြီးလိုက်ရောတလီမဂျစ်ဆွလိုက်တာရှော့သွားတယ်ဖရန်ကိုပါဆော့အာဒီမိတ်နဲ့လာချတာတဲ့ရှော့နောက်တော့ကြံသေးလားโอเคကောင်းတယ်ဘရိုဒီရှော့သွားပြီစလီနာပြောင်းနော်ကောင်းလေးဟိုမှာယောဖလက်ကခုံသွားတယ်လို့ကောင်းတယ်ကောင်းတာဒီကောင်ဩကာသာရွတ်ပြီးဂိမ်းဆော့လာမသိဘူးဟောင်းစလီနာနောက်ကကျရင်တွေ့မယ်မင်းနဲ့ငါတွေ့မယ်ရေးတော့ပေါ့ကွာမင်းခုလို့ဆိုโอเคကာတိုလေးဆော့နေနာဒီချောင်းနဲ့ကောင်းတယ်ဘိုက်ပူပြေးမရှက်နဲ့ပြေးဟာပြေးမရှက်နဲ့โอเคဟုတ်ပြီဗျာတော်သေးတာပေါ့အဲ့အချိန်မှာကျွန်တော်ဗီဒီယိုကရှေ့မှာဆိုလို့ကျွန်တော်မလိုတဲ့အားတွေကိုကျွန်တော်ဖြတ်ထုတ်လိုက်ပါတယ်။ဘာဖြစ်သွားလဲဆိုတော့စေဘာနဲ့စူဦးနေကရန်ဖြစ်နေတယ်ပေါ့နော်။စေဘာနဲ့စူဦးရန်ဖြစ်နေခင်မှာပဲကျွန်တော်ကနည်းဖင်ရလိုက်တာပြေးပါပြီ။ပြန်ထလာပါပြီကျွန်တော်ပြန်ထတော့ကျွန်တော်ကော်ပီလုပ်စားတယ်အမှစူဦးနဲ့တွေ့တယ်။စူဦးကဟာကျွန်တော်ကြောက်ထွက်ပြေးသွားအမှစေဘာနဲ့တက်တွေ့။စေဘာတော်ဒီကောင်ပိုင်းပလိုက်တယ်စေဘာအဲ့မဲ့စူဦးလွတ်ကနေမှကျွန်တော်အဲ့မှာတကွက်ဖလက်ကစကေးတူးလေးတကွက်ပြလိုက်တယ်။ဟောတေသွားတယ်ဒီကောင် keyboard fighter လောက်ပြီးတော့အချင်းချင်းလေးတိုက်တာကြတယ်။ဘာပြောတာလဲတော့သိရမလား။ဘာလဲဆိုတော့ကျွန်တော်လည်းမကြည့်ပါဘူးကျွန်တော်အဲ့လောက်ထိလေးတိုက်တဲ့ကောင်မဟုတ်ဆိုတော့ကျွန်တော်လည်းမသိဘူး။ထက်လာတယ်။ Fadrin လို့ပြေးဟာမရှက်နဲ့ပြေးလိုက်ချကြကောင်းလေးလှုပ်ချင်တယ်ဟဲ့အောင်ဖဲချက်နဲ့မပေါ်မမင်းလွန်သူပုံကမစုပ်နော်လွန်သူပုံကကုန်တယ်မင်းတို့ကောင်စုပ်လို့ရှိရင်မလုပ်ပါနဲ့တကောင်ကတော့လာအောင်မှာပါစောက်မှာပါနော်ချောက်အကောင်မချောက်စလီနာကောင်းလေးအတီနာရှိနေပါလေအမဘရိုဒီကိုလောချပြီးတော့တက်ပြလိုက်တယ်တေးရောကောင်းလေးဖလေကာနဲ့ပါလိုက်ချတာအမေတေးနောက်တော့ကျန်နေတယ်ကောင်းချနေကြတယ်တော်သေးတယ်ဖရင်တေးရတယ်တော့စလီနာလှုပ်ချင်စေးပါလှုပ်ချင်တေးသွားတယ်ဖလေကာနဲ့ဝင်ရိုက်သွားတယ်ပါကြီးဟာဆောအကောင်ဖလက်ကမရှိဘူးကျုံရှော့โอเคဂိမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြောင်ညာဝင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်က Diamond လည်းရောင်းတယ် UC လည်းရောင်းတယ်အဲ့တော့ဂိမ်းပေါင်းဆိုကျွန်တော်ရောင်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီကပ်တို့ Live Motion တို့ Premium လည်းရပါတယ်ပြီးလို့ရှိရင် Social Media တွေအကုန်လုံးလည်း boost လုပ်ရတယ်ပေါ့နော်ဥပမာ Telegram Facebook YouTube TikTok ပေါ့နော်စတာတွေကိုကျွန်တော်တို့ view like comment လာအကုန်လုံးရပါတယ်ကျွန်တော်စီမှာ boost လုပ်ရပါတယ်နောက်တော့ဘာရှိသေးလဲကျွန်တော်မေ့ပါပြီကျွန်တော်လောက်တဲ့ဒါအများကျွန်တော်မေ့ပါပြီကဲပါအဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် Telegram channel ကိုကျွန်တော် description မှာကျွန်တော်ချထားပေးပါမယ်ကျွန်တော် Telegram channel မှာလာယူတော့ upload လုပ်ရပါတယ်အားလုံးပဲဘိုင်ပါနောက်ပဲဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်